ဒီဗီဒီယိုကတော့လီနာနဲ့မီယူတို့ရဲ့ official photo book fan sign ပွဲအမှတ်တရပြန်လည်စုစည်းမှုဗီဒီယိုဖြစ်ပါတယ်။ဓာတ်ပုံတွေကိုမီးဖိုချောင်းဧည့်ခန်းနဲ့ရှောက်လန်းတွေမှာအဓိကရိုက်ကူထားပြီးအိမ်မှာနေရသလိုနှွေးထွေးတဲ့ cage house ပုံစံမျိုးဖော်ညွှန်းထားပါတယ်။ရိုက်ကူးနေစဉ်မှာသူတို့နှစ်ဦးရဲ့တကယ့်သဘာဝအတိုင်းရင်းနှီးမှုကိုပြသနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဒါဟာသူတို့နှစ်ယောက်ထိုင်းနိုင်ငံမှာပြည်သက်တွေနဲ့လူကိုယ်တိုင်ပထမဆုံးအကြိမ်တွေ့ဆုံတဲ့တရားဝင်ပွဲဖြစ်ပါတယ်။ပြည်သက်တွေရဲ့မိခွန်းတွေကိုဖြေကြားပေးခဲ့ပြီးဘသူကပိုပြီးဥဆောင်တတ်တယ်လဲဆိုတာမျိုးတွေကိုနောက်ပြန်ဖြေဆိုခဲ့ကြပါတယ်။ပြည်သက်တွေစီကလက်ဆောင်နီးလက်ခံယူတာစင်မော်မှာပျော်စရာဂိမ်းတွေအတူတူကစားတာတွေကိုမြင်တွေ့ရပါတယ်။ပွဲအတွင်းမှာစိုးမိတ်ဖြစ်ခြင်းနဲ့အချစ်အကြောင်းတခြင်းတွေကိုဓာတ်ရိုက်တီဆိုဖျော်ဖြေခဲ့ပါတယ်။ပြည်သက်တွေနဲ့အတူနှွေးထွေးပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့အငွေ့အသက်တွေကိုဖန်တီးနိုင်ခဲ့ပါတယ်။သူတို့ကိုအမြင်အားပေးတဲ့သူတွေရောအခုမှစတင်တွေးဆောင်ရတဲ့သူတွေကိုပါအထူးကျေးဇူးတင်ကြောင်းနဲ့နောက်မှလေးဒီလိုမျိုးထပ်မံတွေးဆောင်ခြင်းကြောင့်ပြောကြရင်ပွဲကိုအဆုံးသတ်ခဲ့ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုလည်းပြောပြပေးသွားမှာဖြစ်လို့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။